ခေတ်ရဲ့အကြီးကျယ်ဆုံးတိုက်ခိုက်ရေးသမားတွေထဲကတယောက်ဖြစ်လူသိများပါတယ်။ဒါပေမဲ့ဒီနေ့သူ့ရှေ့မှာရပ်နေတဲ့သူကတော့တာမန်ပြိုင်ဘက်မဟုတ်ပါဘူး။သူဟာဘူဂရာလို့အမည်ရတဲ့တကယ်တတော်ဝါဆိုးကြီးပါပဲ။အဲ့ဒီလူဟာအလေးချိန်ပေါင်400ကျော်ရှိပြီးအရက်က6ပေနီးပါးမြင့်ပါတယ်။ပွဲမစခင်ကတည်းကဂျော့ဟာဒီအခြေအနေကိုဘယ်လိုချုပ်ဖြတ်ရမလဲဆိုတာတွေးနေခဲ့ပါတယ်။အကယ်၍သူသာရိုးရိုးနီးလန်းနဲ့တိုက်ခိုက်မယ်ဆိုရင်နိုင်ဖို့အခွင့်အရေးမရှိတော့ပါပဲ။အဲ့ဒီအချိန်မှာပဲသူ့စိတ်ထဲကိုအကြံတစ်ခုချက်ချင်းရောက်လာခဲ့ပါတယ်။သူဟာအနားယူတဲ့နေရာကနေဘာမှမဆိုင်မတော်ပဲထွက်လာခဲ့ပါတယ်။ဂျော့ဟာဘူဂါရာစီအပြုံးနဲ့ရှောက်သွားပြီးပေါ်ထင်ပဲတွားရောက်ရန်စားလိုက်ပါတယ်။ဟေးလူကြီးမင်းခင်ဗျားတကယ်တန်နေဆိုရင်ခင်ဗျားမိမကိုလဲသွားအောင်လုပ်ဖို့ဘာလို့လက်သီးနှစ်ချက်တောင်သုံးခဲ့ရတာလဲဟုတ်ပါတယ်။သူ့ရဲ့ဗျူဟာကပြိုင်ဘက်ရဲ့ဒေါသကိုစော့ပေးဖို့ပါပဲ။ဘာဖြစ်လို့လဲဆိုတော့စိတ်ခံစားချက်တွေထိမနိုင်သိမ်းမရဖြစ်သွားတဲ့အခါတိုက်ခိုက်ရေးသမားရဲ့ဆုံးဖြတ်နိုင်စွမ်းတွေပျက်စီးသွားတယ်လို့ပါဒေါသတွေလွှမ်းမိုးသွားတဲ့အခါမှာဘူဂါရာရဲ့တိုက်ခိုက်မှုအရှိန်ဟုန်တွေဟာလုံးဝပျက်စီးသွားပါတယ်။သူဟာအရှိကိုစတိုးတိုက်ခိုက်ပြီးသူ့ရဲ့ခံစစ်ကိုလစ်လျူရှုမိသွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကတောင့်တင်းလာပြီးလှုပ်ရှားမှုတွေကလည်းမပြေပြစ်တော့ပါဘူး။ဒါဟာဂျော့ဖန်တီးခြင်းတဲ့အခြေအနေတိကျပါပဲ။မျောလင့်ထားတဲ့အတိုင်းပဲဘူဂါရာဟာထိမနိုင်သိမ်းမရဖြစ်နေတဲ့တော်ရိုင်းဒရိတ်ဆန်တကောင်လိုဝင်ရောက်တိုက်ခိုက်ပါတယ်။ဂျော့ဟာဘယ်လက်တီးကိုရှောင်တိန်လိုက်ပါတယ်။ညာလက်တီးကိုလည်းရှောင်တိန်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မမျောလင့်ပဲအရေးကြီးတဲ့နေရာတစ်ခုကိုထိုးနှက်ခံလိုက်ရပါတယ်။နာကျင်မှုတွေကသူ့မျက်နှာပေါ်မှာချက်ချင်းပြန့်နှံ့သွားပါတယ်။အနီးကလုံးထွေးနေတော့မှဂျော့ရဲ့အင်ဂျီဟာဆုတ်ပြဲသွားခဲ့ပါတယ်။ခဏတာပေါ့ရောက်မိသွားတဲ့အတွက်နောက်ထပ်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုကိုခံလိုက်ရပြန်ပါတယ်။ဂျော့ဟာမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ပွဲကဒီမှာတင်မဲပြီးသွားတော့မှလား။ဒါဟာဂျော့လက်ခံနိုင်တဲ့အဆုံးသတ်မဟုတ်တာတော့အသေးချာပါပဲ။သူဟာနာကျင်မှုကိုချက်ချင်းထိန်းချုပ်လိုက်ပါတယ်။သူ့ရဲ့မျက်နှာအမူအရာဟာတည်ငြိမ်ပြီးပြတ်သားသွားပါတယ်။သူဟာလက်အိတ်တွေကိုချုပ်လိုက်ပါတယ်။သူဟာသေစေနိုင်လောက်တဲ့တိုက်ခိုက်ရေးပုံစံကိုပြင်လိုက်ပါတယ်။ဘူဂါရာဟာအားကုန်သုံးပြီးဝင်ရောက်တိုက်ခိုက်ပြန်ပါတယ်။ဂျော့ကပြင်းထန်တဲ့လက်သီးကိုဝမ်းပိုက်ထဲသို့ဓာတ်ရိုက်ထိုးနှက်လိုက်ပါတယ်။အချိန်ကြောင့်ဘူဂါရာရဲ့ဝမ်းပိုက်ဟာအတွင်းဘက်ကိုချိုက်ဝင်သွားတယ်လို့ပါပဲ။ဂျော့ဟာနောက်ထပ်တိုက်ခိုက်ရေးပုံစံတစ်ခုကိုချက်ချင်းပြောင်းလဲလိုက်ပါတယ်။ဘူဂါရာဟာပွဲကိုအဆုံးသတ်ဖို့နောက်ထပ်လက်သီးတစ်ချက်ကိုစူးစမ်းထိုးနှက်ပါတယ်။ဂျော့ရဲ့လက်သီးဟာနံရိုးပေါ်ကိုတိတိကျကျကြားရောက်သွားပါတယ်။သူဟာအဲ့ဒီနေရာကိုပဲနောက်တစ်ကြိမ်ထပ်မံထိုးနှက်လိုက်ပါတယ်။ဘူဂါရာဟာနောက်ဆုံးမှာတော့ပြင်းထန်တဲ့ဝေဒနာလက္ခဏာတွေကိုပြသလာပါတယ်။ဂျော့ဟာမရက်မနာပဲဖိအားပေးတိုက်ခိုက်နေပါတယ်။အခုဆိုရင်ဘူဂါရာရဲ့သတိဟာဝေဝါးလာပါပြီ။ဂျော့ဟာအခွင့်အရေးကိုအရယူလိုက်ပါတယ်။သူဟာအားပါတဲ့မြေလဲချနီးနဲ့တိုက်ခိုက်လိုက်ပါတယ်။ဘူဂါရာမြေပြင်ပေါ်လဲကျသွားတဲ့အခါမှာတော့ပြန်လဲတိုက်ခိုက်ဖို့အားရမရှိတော့ပါဘူး။ပွဲရဲ့ရလဒ်ကိုဆုံးဖြတ်လိုက်ပါပြီ။ဂျော့ကျိုးဝိုင်းလေမှာတယောက်တည်းရက်နေပါတယ်။သူဟာကမ္ဘာ့တန်မာဆုံးတိုက်ခိုက်ရေးသမားအဖြစ်ဝက်ဆုပ်ကူးသွားခဲ့ပါပြီ။